ကဘာဗလာဘူလူပွဲမှာအင်္ဂလန်နဲ့ပွဲမှာရိုနာဒိုပယ်နယ်တီလွဲချော်ခဲ့တဲ့အခါဘယ်သူမှနောက်ပါဆက်ဖင်မလဲဆိုတာမတွေးတကြဘူးဘူလူပွဲမှာဘရာဇီးကဂိုးသွင်းယူဖို့ကြိုးစားခဲ့ပေမဲ့ဂိုးမသွင်းနိုင်ခဲ့ဘူးရိုနာဒိုဘောလုံးရပြီးခက်တင်ဘောပေးပို့ဖို့ကြိုးစားခဲ့ပေမဲ့အင်္ဂလိပ်ကစားသမားတစ်ယောက်ကကင်တွယ်ခဲ့တယ်တွန့်ဆုတ်ခြင်းမရှိဘဲဒိုင်လူကြီးကပယ်နယ်တီကိုလက်ညှိုးထိုးပြခဲ့တယ်ရိုနာဒိုကပယ်နယ်တီယူဖို့ခြေလန်းနေလန်းလိုက်တယ်သူ့ဘောလုံးကိုပစ်ချပြီးခြေလန်းအနှင်းငယ်နောက်ဆုတ်ကကန်သွင်းခဲ့တယ်အန်ဩစရာကောင်းတာကအင်္ဂလိပ်ကိုသမားကကာကွယ်နိုင်ခဲ့တယ်အားကစားကွင်းတစ်ခုလုံးအံ့အားတင်သွားခဲ့တယ်ကဘာဗလာဘူလူပွဲမှာရိုနယ်ဒိုပယ်နယ်တီလွဲချော်ခဲ့တယ်ဆိုတာဘယ်သူမှမယုံနိုင်ဘူးမိနစ်အနည်းငယ်အကြာမှာအင်္ဂလန်ကတံပြန်တိုက်စစ်ဆင်ခဲ့တယ်ဘောလုံးတစ်လုံးကိုတိုက်စစ်ဆင်ခဲ့ပေမဲ့ကိုသမားကဖတ်ပြီးကာကွယ်နိုင်ခဲ့တယ်မျောလင့်ထားသလိုပြန်ကန်ထွက်လာတဲ့ဘောလုံးကရော်နီရှီတဲတဲ့ရောက်သွားပြီးအမ်မကန်ဂိုးဒီကိုသွင်းယူခဲ့တယ်ရိုနယ်ဒီနိုပယ်နယ်တီလွဲချော်ပြီးတော့အင်္ဂလန်ကဥဆောင်ပြီးပွဲကိုအနိုင်ရခဲ့တယ်အဲ့ဒီနေ့ဟာရိုနယ်ဒိုရဲ့ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူခီးစင်ကိုထာဝရပြောင်းလဲစေခဲ့တဲ့အလဲပေါင်းတစ်ခုဖြစ်ခဲ့တယ်